မျိုးမလားတော်သူမဘာလေသူချွန်လာစိတ်မိတာတတိတွေမှာမမိတ်နိုင်ပါဘူးဆရာမြဝေဒနာဝေဒနာကျွေးလို့တာတာဝရိဏနတ်တို့ပြေရွာစောင်းတချင်းပတ္တန်ဒီလိုတာပြောတယ်ကဏ္ဍပါအလွယ်မှာ